အမလေးပူလို့တော့အလိုက်တာဒီနေ့မေးရမွေးငါချက်ပြီတော့မွေးငါချက်ကျွေးမယ်လည်းပြောသေးတယ်မွေးငါဟင်းရင်လည်းမပါဘူးသူလည်းမရှိဘူးဈေးသွားလားမသိဘူးကြောင်ဝင်ထဲမှာမျက်ရှိသူကကြည့်အောင်မကြောင်ဝင်ထဲမှာလည်းမရှိဘူးဟောဒါပေမဲ့ထိမိကွီကငါတက်တာဘူးတွေတော့ရှိတယ်အဲ့ဒါနဲ့မွေးငါဟင်းရင်ချက်လိုက်ပါမယ်ထိမိကွီကအတစ်ထုတ်ထားတဲ့စာတင်းငါးတစ်တာနဲ့မွေးငါလေးချက်ပါမယ်ထိမိကွီရဲ့စာတင်းငါးတစ်တာကငါးအကောင်လေးကြီးရဲ့အကောင်လေးမပြတ်ဖဲနဲ့ဘူးထဲမှာပါတဲ့ခရမ်းကျင်သည့်အနှစ်အရသာလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ပထမအဆုံးတော့တက်တုံအဖြူနီးစပလင်ကိုစီတက်တယ်စံနှင်းမုတ်လေးထည့်စီတက်မြုပ်သီးစိမ့်မုတ်ပါထည့်ပြီးတော့စီတက်လိုက်တယ်ပြီးွားရင်တော့ထိမိကွီရဲ့စာတင်းငါးတစ်တာကိုငါးအသားဖက်တွေပဲယူပြီးတော့စီတက်လိုက်ပါမယ်စီတက်ရင်းထဲမှာငပြာရည်ပါထည့်ပြီးတော့တခါလေးချက်ပြီးစီတက်ပေးလိုက်ပါတယ်ခင်ဗျာအနံလေးမွေးလာပြီဆိုရင်တော့ရေလိုတလောက်ထည့်လိုက်ပြီးတော့စပလင်ရဲ့ကြက်သွန်နီဦးများများလေးထည့်လိုက်ပါတယ်ကျွန်တော်ကတော့မော်လမြိုင်မွေးငါကြိုက်တဲ့သူဆိုတော့ပဲတွေပါလေးပြုတ်မထည့်တော့မယ်နဲ့အိမ်မှာရှိတဲ့ပဲအစိမ့်မုတ်လေးနည်းနည်းကိုပဲထည့်ထားတယ်မြုပ်ကောင်းမုတ်လေးထည့်အပေါ့အငံအတွက်ငါးငံပြာရည်လေးနည်းနည်းလိုက်ပါတယ်အခုဆိုရင်တော့ထိမိကွီရဲ့အသစ်ထွက်ထားတဲ့စာတင်းငါးတစ်တာနဲ့ချက်ထားတဲ့မွေးငါလေးရပါပြီအိမ်မှာအလွယ်တကူချက်စားဖို့ဆိုရင်တော့လုံးဝအဆင်ပြေတာပေါ့ခင်ဗျာကိုမေကြီးရဲ့အကြောင်းကတော့ကိုပဲသိတယ်တငယ်ချင်းဘော်ဒါဘော်ကျွတ်တင်နဲ့တွေ့လို့ရှိရင်လေဈေးသွားမယ်ဆိုပြီးတော့ပြန်ဦးမလာတော့ဘူးဒါလေးကတော့ထိမိကွီရဲ့ငါးတစ်တာနဲ့ချက်ထားတဲ့မွေးငါပါပဲဒီနန်းနန်းပင်မြုပ်သီးမှုတ်ကောင်းတော့